Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဟာကိုအီရန်ဝါခွာဆိုတဲ့နှင်းနဲ့လို့အဓိပ္ပာယ်ရတဲ့စကားဆက် grammar လေးကိုကြည့်လိုက်ကြရအောင်နော်ပထမအဦးဆုံး noun plus ဟာကိုနော်အဲ့တော့ဥပမာလေးတို့ကြည့်မယ်ဆိုလို့ရှိရင် check ဟာကို 연필 check ဟာကို 연필စာအုပ်နဲ့ခဲတယ် check ကစာအုပ်ဟာကိုကနှင့်check ဟာကိုဆိုတော့စာအုပ်နဲ့ 연필ခဲတယ်စာအုပ်နဲ့ခဲတယ်선생님하고 학생 선생님하고 학생 ဆရာမနဲ့ကျောင်းသား 선생님ဆိုတာဆရာမ 하고ဆိုတာနဲ့ 선생님하고 ဆရာမနဲ့ 학생 ကျောင်းသား 선생님하고 학생 ဆရာမနဲ့ကျောင်းသား 부모님하고 자녀 부모님하고 자녀မိဘနဲ့သားသမီး 부모님ဆိုတာမိဘ 하고ဆိုတာနဲ့ 부모님하고မိဘနဲ့ 자녀သားသမီး 부모님하고 자녀မိဘနဲ့သားသမီးဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီ grammar လေးကလွယ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်เนาะဒုတိယတစ်ခုကတော့ noun plus iran ပေါ့เนาะသူကတော့မှားရမှာလည်းတစ်ခုရှိပါတယ်ကိုတွဲမဲ့ noun ကအသက်နဲ့ဆုံးတယ်ဆိုလို့ရှိရင်တော့ iran နဲ့တွဲပြီးတော့အသက်နဲ့မဆုံးရင်တော့ ra နဲ့တွဲရပါမယ်เนาะအဲ့တော့ပို့ပြီးတော့ရှင်းသွားရအောင်ဥပမာလေးနဲ့တို့ကြည့်လိုက်ကြရအောင်เนาะအဲ့တော့ naran ဆိုလို့ရှိရင်ငါနဲ့ဆိုတဲ့ naran မှာနာဆိုတဲ့ငါမှာကျမတို့အသက်နဲ့မဆုံးဘူးအသက်နဲ့မဆုံးတဲ့အတွက် ra နဲ့ပဲတွဲပြီးတော့ naran ငါနဲ့ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် 친구랑 တငယ်ချင်းနဲ့ဒီတငယ်ချင်းဖြစ်တဲ့ 친구 မှာလည်းကျမတို့အသက်နဲ့မဆုံးဘူးအသက်နဲ့မဆုံးတဲ့အတွက် ra နဲ့ပဲတွဲပြီးတော့ 친구랑 တငယ်ချင်းနဲ့ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် 남친이랑 ကောင်လေးနဲ့ဆိုတဲ့နောက်မှာကောင်လေးဆိုတဲ့ 남친 မှာကျမတို့အသက်နဲ့ဆုံးလာတာဖြစ်တဲ့အတွက် 이라 နဲ့တွဲပြီးတော့ 남친이랑 ကောင်လေးနဲ့ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ရှင်အဲ့တော့ကျွန်မတို့ဒီနောက်ဆုံးတစ်ခုလေးကိုကြည့်လိုက်ကြရအောင်เนาะ noun plus ခွာပေါ့เนาะသူကအသက်နဲ့ဆုံးရင်တော့ခွာနဲ့တွဲပြီးတော့အသက်နဲ့မဆုံးရင်တော့ဝါနဲ့တွဲရပါမယ်ပထမဆုံးဥပမာလေးဆိုလို့ရှိရင် check ခွာ 필통 စာအုပ်နဲ့ကိုမာဘူးဒီစာအုပ်ဆိုတဲ့ check မှာကျမတို့အသက်နဲ့ဆုံးလာတာဖြစ်တဲ့အတွက်ခွာနဲ့တွဲမယ် check ခွာ 필통 ဆိုတာကိုမာဘူး check과 필통 စာအုပ်နဲ့ကိုမာဘူးဒုတိယဥပမာလေးကတော့ 도시락과 물병 ထမင်းချိုင်းနဲ့ရေဘူးထမင်းချိုင်းဆိုတဲ့ 도시락 မှာအသက်နဲ့ဆုံးလာတာဖြစ်တဲ့အတွက် 과 နဲ့တွဲမယ် 도시락과 ထမင်းချိုင်းနဲ့ 물병 ဆိုတာရေဘူး 도시락과 물병 ထမင်းချိုင်းနဲ့ရေဘူးနောက်ဆုံးဥပမာလေးကတော့ 지우개와 자루 ကျမဒီမှာ 자루 ကို 지루 ဆိုပြီးတော့ရေးထားပါတယ်เนาะမှားရေးထားလို့ပြန်ဖတ်ပြပါအောင်เนาะဆိုတော့ 지우개와 자루 ခဲပြက်နဲ့ပေတယ်ခဲပြက်ဆိုတဲ့ 지우개 မှာကျမတို့အသက်နဲ့မဆုံးလာတာဖြစ်တဲ့အတွက် 와 နဲ့တွဲမယ်ဆိုတော့ 지우개와 ခဲပြက်နဲ့ 자루 ဆိုတာပေတယ်ဆိုတော့ 지우개와 자루 ခဲပြက်နဲ့ပေတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဒီနေ့အတွက် grammar သင်ခန်းစာလေးရတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ